ကြားတာတော့ဝမ်းပြက်ဝမ်းရှော့ဝမ်းပြက်ဝမ်းရှော့ဝမ်းပြက်ဝမ်းရှော့ပြင်းထန်အမြင်ရှိလားကြောက်ဖို့ကောင်းလားကူးဆက်နိုင်လားဒါပေါ်ဘလူးလုံးကြမ်းလဲဘလူးလုံးကြမ်းလဲဘလူးလုံးကြမ်းလဲကောက်ွယ်အဲ့လေအဲ့ဒီဝမ်းရောဂါဖြစ်ပွားစေတဲ့ပိုးတွေကဘယ်မနဲ့တော့ယောဂဖြစ်သူကဆုံးပြလိုက်တယ်မစင်မပါတယ်မတန်ရှင်းတဲ့ရေနဲ့ဆဆများတဲ့နေထိုင်ပါတယ်ခဏကိုတွေ့မှာရေနဲ့တစားများလေးမြန်စွာဆုံးရှုံးသွားဒီတခန်းချောင်းပြီးချင်မိစိတ်ကူတာမှုမခံယူနိုင်ရဲ့အသက်အန္တရာယ်ဆိုရင်ရပြီသွားပြီဝမ်းပြက်ဝမ်းရှော့မပေါ်စနဲ့ကာကွယ်အမြင်ရှိလားကြောက်ဖို့ကောင်းလားကူးဆက်နိုင်လားဒါပေါ်ဘလူးလုံးကြမ်းလဲဘလူးလုံးကြမ်းလဲဘလူးလုံးကြမ်းလဲကောက်ွယ်အဲ့လေငါတို့ကဘလူးကာကွယ်ကြမှာတော့ရေကိုကြိုချက်တော့ကလိုရင်းစိတ်ခတ်တော့အစားစာရရင်မနာဘူးအုပ်ပါအုပ်ဆောင်နဲ့တစ်ချက်လောက်ဒီနေစားပါမစားကစနေတကြတော့လက်စေးပါတက်ပြလေးနဲ့တိတ်ချတန်ရှင်းနဲ့ရင်းနဲ့ကွာအိမ်သာတက်ပြီးလဲစိတ်မမင်းနဲ့ကွာနောက်ပြီးတော့ရေလုံးအိမ်သာနဲ့စကြမစင်စွန်ကြမှာပျော်ရွှင်စွာနဲ့ဝမ်းရောဂါကာကွယ်စေတောက်ဝမ်းရှော့ရင်တစားရတောက်အချိန်မစေးကူတာမှုခံယူရင်းနဲ့ bounce one more time ဝမ်းပြက်ဝမ်းရှော့ပြင်းထန်အန်ရရှိလားကြောက်ဖို့ကောင်းလားကူးဆက်နိုင်လားဒါပေါ်ဘလူးလုံးကြမ်းလဲကာကွယ် okay အားလုံးစင်ပြေသွားပြီ